ရွှေရောင်လွှမ်းတဲ့နိုင်ငံလို့တင်စားခေါ်ဝေါ်ကြတဲ့မြန်မာနိုင်ငံဟာကြီးကျယ်ခမ်းနားတဲ့ဖျားပထိုးစီတွေရှင်သက်ရှုမောဝယ်ရာရေမြေတောတောင်ရှုခင်းတွေစိတ်ဝင်စားဖွယ်သမိုင်းကြောင်းတွေရိုးရာယဉ်ကျေးမှုတွေနဲ့အတိတ်နဲ့ပစ္စုပန်ကိုချောမွေ့စွာချီနှောင်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နိုင်ငံသမိုင်းကြောင်းမှာလက်နက်ဆိုင်ဆိုင်အမြင့်တွယ်နေတဲ့အရာမြမယဉ်ကျေးမှုရဲ့အနှစ်သာရလို့ခေါ်တွင်အပ်တဲ့အရာမြမတို့ရဲ့စီးလုံးမှုမြမစိတ်ဓာတ်ကိုထင်ဟပ်နေတဲ့အရာအဲ့ဒီအရာကမြမတို့ရဲ့နှလုံးကုန်တယ်မြမရိုးရာချင်းလုံးကစားနည်းဖြစ်ပါတယ်ချိန်နဲ့ရက်လှုပ်ထားတဲ့အလုံးသဏ္ဍာန်ရှိတဲ့အရာကိုချင်းလုံးလို့ခေါ်ပြီးချင်းလုံးကိုခြေပြားခြေခွင်ဒူးဖဝါဖနှောက်ဖက်မြက်တို့နဲ့မြေကိုမကျအောင်ကစားသမားအချင်းချင်းကအထောက်ပံ့ပေးကဝိုင်းခတ်ကစားရတဲ့ကစားနည်းတစ်ခုပါဒီမှာဒီလိုချင်းလုံးကခါကစားလာတဲ့ကနှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။နောက်ထပ်ကြာတယ်လဲဆိုလို့ရှိရင်ပြူခစ်တဲ့ကစတယ်လို့တမိုင်းတင်ခဲ့ပါတယ်1926ခုနှစ်မှာတမိုင်းသုတေသနဌာနကနေပြီးတော့ပြည်ခိုင်မော်ဇာရွာဒီမှာရှိတဲ့ဥခင်မရဲ့ကုန်းလေးမှာတူဖွာရဲနဲ့ငွေချင်းလုံးလေးကိုစတင်တွေ့ရှိခဲ့ရ။အဲ့ဒီငွေချင်းလုံးလေးတွေ့ရှိတဲ့အချိန်မှာကာဗွန် H နဲ့ဆန်းသတ်ကြည့်တဲ့အခါကျတော့ဒီချင်းလုံးရဲ့တက်တန်း900စုကနေ900စုအထိရှိခဲ့တယ်လို့သတ်မှတ်တဲ့အတွက်ကြောင့်တရားဝင်သမိုင်းတင်တာကတော့900စု900စုကစပြီးမြန်မာနိုင်ငံမှာချင်းလုံးစခတ်ကြတယ်လို့ကျွန်တော်တို့မှတ်တမ်းတင်ထိုင်ခဲ့ပါတယ်ကျွန်တော်တို့ချင်းလုံးခတ်ချင်းပညာအဲ့ဒီခေတ်ကနေစပြီးတော့မင်းများအဆက်ဆက်ကိုအသွင်အမျိုးမျိုးနဲ့ခတ်ကစားခဲ့ကြတယ်။ကျော်ပြည်ရေးအတွက်တော်၎င်း၊ကျမ်းမာရေးအတွက်တော်၎င်းသူစည်းပြီးမင်းခမ်းမင်းသားလုပ်တဲ့အချိန်မှာကျော်ပြည်မှုတရားအနေနဲ့လည်းတင်ဆက်ခဲ့ကြတယ်။အသွင်အမျိုးမျိုးနဲ့ဆောင်ရွက်ခဲ့တာပုံမှန်ခေတ်ကိုကျော်ခဲ့ပြီးတော့ဒီဘက်ခေတ်ထိချင်းလုံးဟာအသွင်မျိုးနဲ့ခါကစားကြဒါပေမဲ့1953ခုနှစ်လောက်ရောက်တဲ့အချိန်မှာမြန်မာနိုင်ငံကိုလည်းကြံ့ခိုင်ရေးကော်မတီကနေစပြီးတော့မြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ကိုစတင်တည်ထောင်ဖို့ကြိုးပမ်းခဲ့ကြတယ်အဲ့လိုကြိုးပမ်းတဲ့အချိန်မှာဖေပေါင်းစုံကလူတွေကိုဖိတ်ကြားပြီးတော့အောင်ဆန်းခွင်းမှာချင်းလုံးပညာကိုလိုက်စားတဲ့လူတွေအကုန်လုံးအစည်းအဝေးကြီးပြုလုပ်ခဲ့ပါတယ်အဲ့ဒီကစပြီးတော့ကျွန်တော်တို့မြမချင်းလုံးခတ်ချင်းပညာအားကစားအသွင်နဲ့စတင်ဆောင်ရွက်ခဲ့တယ်လို့မှတ်တမ်းရှိပါတယ်တလုံးဖြစ်ဖို့အတွက်အဆင့်ဆင့်ကတော့ပထမအနေနဲ့ချိန်လက်ရွေးစဉ်ယူရတာပေါ့နော်လက်ရွေးစဉ်ယူပြီးဆိုတာနဲ့ပြန်လဲကိုလိုချင်တဲ့အတိုင်းလာကိုသူကဖြတ်ရတယ်ဖြတ်ပြီးဆိုတာနဲ့ဒီအစစ်ကလေးတွေပေါ့ဒီအစစ်လေးတွေကိုပြောင်းအောင်တော့တတ်ရတယ်ချိန်တက်ပြီးဆိုတာနဲ့ဒီပြန်လေးကချိန်ဒါမို့လေးခွဲရတာပေါ့ခွဲချမ်းလေးခွဲရတယ်
ခွဲပြီးဆိုတော့ဒီလိုလမ်းဟိုကျွန်တော်ဆွဲရတာပေါ့လူဆွဲပြီးဆိုတာနဲ့ဒီပိုင်းတွေကဒီခဲမက်နဲ့နော်ဒါကျွန်တော်ပုံချရတဲ့သဘောပေါ့ပုံချရတယ်ဗျပုံချပြီးဆိုတာနဲ့ဒီပိုင်းနဲ့အကောင်ရေစိန်ရတယ်ရေကသူကတညစိန်ရတယ်ဗျတညစိန်ပြီးဆိုတာနဲ့ဒါဒီပြန်ဆဲတယ်ဆဲပြီးရတယ်ချင်းလုံးပေါင်းတယ်ချင်းလုံးပေါင်းပြီးဆိုတာနဲ့သူကညက်တဲ့တယ်ညက်တဲ့ပြီးရတယ်ပလေယာကြိုက်တာပေါ့ပလေယာကြိုက်ပြီးဆိုတာနဲ့ကျွန်တော်ဇောင်းသိမ်းရတယ်ဇောင်းသိမ်းပြီးဆိုမှအချောပြန်ကန်ရတယ်အချောပြန်ကန်ပြီးဆိုမှချင်းလုံးကိုတလုံးဖြစ်တာတလုံးဖြစ်ုံနဲ့ခက်လို့မရသေးပါဘူးဗျဒါကဒီချင်းလုံးပြီးဆိုတာနဲ့ပြန်နေတက်ထိုးရတယ်တက်ထိုးပြီးရတဲ့ပြန်နေသူကပြုတ်ရသေးတယ်ရေနွေးပုတ်ဝက်ဆူရတယ်ပြုတ်ပြီးဆိုတော့နေလန်းပြီးဆိုမှကိုလိုချင်တဲ့အတိုင်းလာကိုရတာပါဗျဟောကချင်းလုံးတစ်လုံးပါကျင်းရဲလောက်တာလဲဆိုတော့ဒီချင်းလုံးလောက်ရဆိုတော့ကျင်းကလူအသားကိုထီလို့ရှိရင်ကြက်မာတယ်ဗျအဲကြောင့်မလို့ချင်းလုံးကျင်းနဲ့လောက်ကြတာပြီးတော့ကျင်းရနဲ့လောက်တယ်ကလေချင်းလုံးကပူပြီးတော့ရေခံနဲ့ခက်လို့လည်းကောင်းတယ်ဗျကြားမကြီးငယ်အသားအယောင်နေရာဒေသမရွေးပူပေါင်းကစားနိုင်ကြတဲ့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှုမရှိတဲ့ချစ်ကြည်ရေးငြိမ်းချမ်းရေးကစားနည်းတစ်ခုလည်းဖြစ်ပြန်ပါတယ်ရိုးရချင်းလုံးခက်နေမှာတော့ကြိုင်ဝဲဝင်သတ်မှတ်ထားတာချင်းကြီး10မျိုးချင်းလက်10မျိုးဒေရွေးစင်10မျိုးရလို့မျိုး30ရှိပါတယ်ချင်းကြီး10မျိုးကတော့မဟာရူညွန့်လူဆယ်လွယ်ဒေဘဝဒေဖနောကျင်းလင်းဖွာကျင်းလင်းဖနောမာကြီးမာညွန့်ဝိုက်ကြီးဖြစ်ပါတယ်10မျိုးပါချင်းလက်ကတော့ပတ်တူထမ်းပီလာဖွာထမ်းပီလာဖွာဟုတ်တယ်ပတ်စလွယ်ပီလာဆလွယ်မာအနွယ်ဆောင်းဆလွယ်ခုံးနှံပီလာဖနောပဖွာပညမ10မျိုးပါရွေးတဲ့ချင်းပေါ10မျိုးကတော့မန္တလာမြေစီသမင်းရှရိတ်တင်ဝိုင်ရူရှရူမန္တလာပီလာဆလွယ်မြင်းစင်းဖနောကိုဘာကြဆွဲဖနောပြီးရင်လေဝဲဖနောလေဝဲချီဝဲ10မျိုးဖြစ်ပါတယ်မျိုး30ဖြစ်ပါတယ်
မြန်မာနိုင်ငံမှာချင်းလုံးကစားခြင်းကရိုးရာမိုဟမ်မက်ပြတ်ကျန်နေရပြီးအထူးစိတ်ဝင်စားဖွယ်ရာရှားပါကစားနည်းတစ်မျိုးဖြစ်နေပါတယ်။တဦးချင်းတွဲလုံးအုပ်စုလိုက်တွဲလုံးများဟန်များအမျိုးဟာတများတပင်တိုင်းခန့်ဟန်များနဲ့ချင်းပေါက်အခေါ်အဝေါ်များဖြင့်အဆင့်တန်းမြင့်မားတဲ့ရင်ကျေးမှုအမှုပညာကိုထင်ဟပ်နေတဲ့ကစားနည်းလေးဖြစ်ပါတယ်။မင်္ဂလာပါရှင်။သမီးနာမည်တော့မိုးမြင့်ကျယ်ဖြစ်ပါတယ်။သမီး10နှစ်အရွယ်ကဒီချင်းလုံးပညာကိုစတင်ခက်ကစားခဲ့တာအခုဆိုရင်14နှစ်ရှိခဲ့ပါပြီ။လက်ကြည့်ရတော့ကျောင်းတက်ရင်းနဲ့ဒီချင်းပညာတွေကိုလိုက်ပြီးတော့လေ့လာရင်းနဲ့လိုက်ပြီးတော့ခက်ပြပါတယ်။တရုတ်မြန်မာချစ်ကြည်ရေးမှာမြန်မာကွန်တာပြုအနေနဲ့နှစ်ကြိမ်ဒီခက်စားခဲ့ပါတယ်။အဖိုးအဖေလက်ထပ်ခဲ့တဲ့ကဒီချင်းလုံးပညာကိုခက်ခက်စားခဲ့တာကြောင့်သူတို့ကြည့်ပြီးတော့ဝါသနာပါခဲ့ပါတယ်ရှေ့ဆက်ပြီးတော့မြန်မာယူဝချင်းလုံးပညာကိုကဘာတိအောင်ပြသပါမယ်အာဆီယံနိုင်ငံတွေမှာလည်းကစားနေတဲ့ပြင်ကျွန်တော်တို့ဥရောပနိုင်ငံတွေလည်းစတင်ကစားနေကြပါပြီအထူးသဖြင့်တော့ကနေဒါဩစတြေးလျဂျာမနီစရှိတဲ့နိုင်ငံကဝါသနာပါတဲ့လူကမြန်မာနိုင်ငံမန္တလေးမြို့မှာလာရောက်သင်ကြားနေတာကြီးလည်းတွေ့ရပါတယ်နောက်ပြီးတော့ social media ပေါ်မှာလည်းတွေ့နေရပါတယ်အခုတော့ကျွန်တော်တို့အားကစားတစ်ခုတိုးတက်ဖို့အတွက်ကတော့ကျွန်တော်တို့ကပြိုင်ပွဲများများလုပ်နိုင်မှုနဲ့ပြိုင်ပွဲလီးစနစ်နဲ့စီကံထိမ့်သိမ့်မှုဟာတိတ်အဓိကကြပါတယ်ဒါကြောင့်မို့ဒီအပိုင်းကိုမြန်မာနိုင်ငံရိုးရာချင်းလုံးဖွဲ့ချုပ်ကတာဝန်ယူပြီးတော့ဆောင်ရွက်နေပါတယ်ဆက်နေတဲ့ချိန်ကတော့ဝါသနာနဲ့အလုံးနဲ့ထပ်တူကြနေတဲ့အတွက်ခက်ကစားတဲ့အချိန်တိုင်းမှာပျော်ရွှင်မှုတွေအတွေ့အကြုံတွေရင်ခုန်မှုတွေရှိတာပေါ့အကျိုးကျေးဇူးတွေကတော့ဒီချင်းလုံးကစားတဲ့အတွက်ကျမ်းမာရေးကောင်းမွန်တယ်မိတ်ဆွေပေါင်းသင်းတွေပေါ်များပါတယ်ချင်းလုံးကောင်းကျိုးတွေအများကြီးရှိပါတယ်အခက်ခဲတွေကတော့ပုံမှန်အများကြီးတော့ရှိပါတယ်ပုံမှန်ဆိုစတင်ချင်းဆိုရင်တော့အခက်ခဲကတော့စိတ်မရှိတာပေါ့တော်တော်နဲ့ချင်းကတော်တော်တက်မလွယ်တာလေတုံ4နှစ်5နှစ်တင်တယ်တော်တော်တွက်မလွယ်ဘူးပေါ့ပုံမှန်ဆိုလူတွေကဘယ်လိုလုံးဆိုတော့တနေ့လောက်တင်အကုန်တက်သွားမယ်လို့ထင်တာအဲ့တိုင်းတော့မဟုတ်ဘူးဗျဒီချင်းလုံးမှာကြာတင်တဲ့လောက်တက်တဲ့လောက်ပေါ့ပညာကမကုန်အဲ့တော့အခက်ခဲတွေကတော့ရှိရဗျာဟိုမိဘတွေကတနေ့လောက်ထားပြီးသားသမီးတွေကဘာမှတော်တော်ဖြည်းဖြည်းမြောက်မဖြစ်လိုက်တာနဲ့ဆိုတခါတည်းခေါ်သွားတယ်ဆိုတော်တော်များများကတော့စောနားသွားကြများပါတယ်ကလေးတွေအဲ့မှာအခက်ခဲတွေကအဲ့လိုအဆရှိတာပေါ့ပြီးချင်းကတုံစိတ်မရှိလို့မရဘူးလေစပိုရင်းတွေအများကြီးလိုတယ်အခုမိဘတွေရောဆရာမတွေရောအကုန်လုံးလိုတယ်လေအဲ့အကုန်လုံးတခါတည်းစပိုရင်းပေးမှာဒါတဲ့ခက်သားကိုယ်တိုင်ကမှပို့ပြီးဘယ်လိုပြောမလဲစိတ်ဝင်စားရှိမှပို့ပြီးအဆင်ပြေမှာဒီတိုင်းမှာအခက်ခဲတွေကတော့အများကြီး
ချင်းလုံးကစားခြင်းကပူးပေါင်းဆောင်ရွက်မှုအပြန်အလှန်လေးစားမှုရိုင်းပင်ကူညီမှုတဦးနဲ့တဦးနားလည်မှုအပေးယူရှိမှုနဲ့လွတ်လပ်တဲ့သဘောတို့လည်းဖော်ဆောင်ပေးတဲ့ရိုးရာကစားနည်းဖြစ်ပါတယ်။ချင်းလုံးဆိုတာကစားနည်းတစ်ခုထက်ပိုပါတယ်။ချင်းလုံးဟာမြန်မာတို့ရဲ့စိတ်ဝိညာဉ်မြန်မာတို့ရဲ့နှလုံးခုန်သံပါ